다가 인간이 차오나이 와양 살아 차고에 배양이 빌래 민영의 아빠 양이래 생농 대파 뺨이래 다 이제 지네고가 지네도 오면 와 편에다 매도 변지지노 디마지 안내네다 지네야 민영의 아빠 배따라 따다 안내네ဒီမှာပြနေအဲ့ဆိုလို့ရှိရင်စဉ်းစားမှာတော့ထောင်ချောက်လုံနေလားထောင်ချောက်ဆိုတာအတက်ဒီအားပြင်းတဲ့ရောင်ပြပြီးဆင်းတော့မှလားတဲ့မလားစဉ်းစားဘာလုံးမလဲတက်သွားရင်ကြီးပဲဒါပေမဲ့ကြီးသူ့ဖြောင်းနေထောင်းနေတဲ့ကြီးတဲ့လားဒီထိုက်ကကြီးအဲ့လိုအညွှန်းနေပြီးတော့ရန်ရုံဖုံးလို့ဒီကောင်ကြီးမှလိတ်လို့ရှိရင်ဆိုမလားနေတယ်မလားဒီကောင်လိန်ဘလူးမျိုးမှန်းတော့နင်းငိုင်တက်မယ်လို့ထင်လို့လားမထင်ပါဘူးဒီမှာလည်းအားမကောင်းပါဘူးတဲ့မလားဒီမှာဝင်လို့ရှိရင်တက်ရင်တော့နည်းလေးတက်ပြီးပြန်ကြောက်ဖို့မရတယ်တဲ့မလားတက်ရင်ခက်တော့တက်ခက်တော့ထမ်းမှာဒါကြီးမှဝင်ပြီးတော့အကြဆောင်းမယ်ဆိုတော့ဝုန်းကနေကြာရင်ကြာခံမှာဘာမှမဝင်သိဘူးပေါ့တော့ဘာလို့တော့မှကြာပြောနေဆိုရင်မှကြာနေဟိုကြာပါတယ်လားအမှန်တော့ဝင်လို့ရှုံးပြီပေါ့အဲ့လိုပေါ့စဉ်းစားနေကူတာကြာတော့မှလားဒီမှာကြာတစ်ချက်ကြာအဲ့လိုချင်းဒီကောင်ကဇီနိုနဲ့ဆန့်ကျင်ပြီးဝင်မလို့လားစဉ်းစားရမှာကြမ်းလားဘာလို့အဲ့လိုလဲဝင်တာလဲဝင်ချင်းပြောတာပါအကွာအတက်ပဲရှိတော့အတက်ဆိုတော့အဝယ်ပဲဝယ်ရမှာလေကြမ်းလားကိုကဒါမဲ့အတက်အားမရှိပဲနဲ့အတက်မသိချာမပြပဲနဲ့အဆင်းကိုပြန်ပြနေပုံနဲ့ဆိုကိုကအမအဆင်းအနေနဲ့တော့ဒီအခုဒီပြောလို့ပဲဒီဟာရုပ်အဆင်းအနေနဲ့ဝင်မယ်ဒီကောင်းအားကိုပြီးတော့ကိုယ်ဆန်းကျင်ပြီးတော့ဒီဟာမှာဆင်းမဲ့ဆိုရင်ပြောလို့ပဲတတိထားပေါ့တတိထားဆိုတော့80ရဲ့ဘေးတစ်ကြောင်ဝုန်းကနေပြန်ဆောင်းတက်နိုင်တယ်ဘာလို့လဲသူကအတက်ဖက်ဖြစ်နေလို့ဒါမှမဟုတ်မတက်နဲ့အောက်ကျသွားနိုင်တယ်ကြားရင်လည်းအချင်းကြီးကြည့်ပြီးတော့ခက်တော့ထွက်အဲ့လိုပုံစံမျိုးအကြာကြီးတော့နေလို့မသိဘူးမအောက်ကျသွားပြန်တက်တယ်လို့ဖြစ်တယ်ပြန်ကျတယ်ဒါဆိုရင်ထွက်နေတယ်မလားကိုဒီမှာဝင်ထားတာကိုဒီနေ့အခုဒီမှာပြန်တယ်ကျွန်မထွက်တယ်ဘာလို့ထွက်တယ်လဲဆိုမြင်းချောင်းထဲမှာဖြစ်နေဒီအစိမ်းရောင်ကဒီအနီထဲတော့မကြည့်ဘူးဒါပေမဲ့ဒီအများပြဒီဟာတက်တဲ့အလေးလေးရှိတယ်ဖင်လည်းချွတ်နေဆိုကိုကလည်းဆန့်ကျင်နေဆိုနည်းနည်းလေးလာပြီးတော့ဝင်စားတာလေနည်းနည်းလေးလာစားတာကိုမကြည့်အင်းသားလေးနည်းနည်းလေးစားဖို့တော့မကြုံသူ့မှာဘလောက်ပြောင်းဒါကဒီလိုကြီးလို့တာကြမ်းလားတကယ်ဖြစ်နေတဲ့အချိန်တော့ဒါသူလည်းဒီလိုတက်သွားရဲဆိုလို့ရှိရင်ဟာရှုံးတော့မှလားဟာပြီးတော့မှဝုန်းပြန်ကြအဲ့တော့ကောင်းမကြပါဘူးမကြီးပြန်မဲ့တက်နေကြတာဒါဆိုချင်းအင်းလိုပြန်တက်သွားတက်နေဆိုပြောမလို့ဒါအရှုံးတော့ကိုကဒီမှာဝင်လာတော့အဲ့လိုအေးထောင်ကြော်ရတယ်ဆိုတော့နည်းနည်းရှုံးဖြစ်နေတယ်မလားအေးဒီလိုပြလို့ရှိရင်များထိုက်ကိုကျင်တော့ခါအေးမြင်းချောင်းလေးလေးခံနေတော့မြင်းချောင်းအဲ့လိုမျိုးပြအဲ့လိုတလားအဲ့လိုကိုကဆန့်ကျင်နေတော့တေချာမဖြစ်ချင်နေအဲ့တော့အဲ့လိုဖြစ်ခဲ့မဲ့ဆိုခက်တော့ထွက်တာဆိုအချိန်မကောင်းတော့လေထွက်ပေါ်တယ်မလားနည်းနည်းလေးရတကယ်တော့မဟုတ်ပြောလို့ပဲအတက်ဘက်မှာရှိနေအတက်ကိုတော့ရှာချင်တယ်ဒါပေမဲ့အတက်ကမပြနေပဲနဲ့အဆင်းကိုပြနေအတက်ကအားမရှိနေဘူးကြမ်းလားဒါဆိုလေအတက်တက်အောင်အားမရှိဘူးဒီအဆင်းရောက်နေသေးနေဒါပေမဲ့တက်တဲ့တင်ကြီးတာပဲဒါပေမဲ့သေးနေအားမရှိဘူးအဲ့ဆိုကိုကဆင်းထားတော့အမှထွက်တင်နေဒါပေမဲ့ကိုကဝင်มาလားဆိုလေဒါပထမမဝင်သိဘူးအားမမရှိတယ်ပထမဘာမှဘလို့အကိုပြီးမဝင်ကြလည်းမရှိနေအဲ့လိုပုံစံဆိုဘာမှလောက်ဆရာမရှိဘူးကြည့်ဘာမှလောက်ဆရာမရှိဘူးကြည့်နေအောင်ပဲဒါဆိုလည်းဒီမှာတက်နေတဲ့အောင်ပြတော့ဘလို့အကိုမဘလို့မအကိုဆရာမရှိဘူးဒါမှတက်တာလည်းတောင်းချိုးလည်းတိတ်ချမဟုတ်နေပါဘူးဘာမှလောက်ဆရာမရှိတော့နေပါဒါဆိုလို့ရှိရင်ဖြစ်ပြတာဆိုလည်းကြားရင်ဘလို့အကိုမအကိုဆရာမရှိဘူးအဆန့်ကျင်ပဲအဲ့လိုမျိုးဒီနေ့မှပြီးပါဘာလို့ဆရာမရှိဘူးဒီနေ့